ကျွန်တော်မျိုးသမီးပါသူဟာကျွန်တော်ချစ်စနီးပါသူဟာကျွန်တော်မိန်းမပါဗျာမိဘချင်းသဘောတူဗီလေယူထားတာလည်းမဟုတ်ဘူးတယောက်ကိုတယောက်လဲမခွဲနိုင်အောင်ချစ်လို့ယူခဲ့တာYesအောက်ကပြောင်းမခံနိုင်အောင်သူ့ကိုကျွန်တော်ချစ်တာသူကလွယ်ပြီးအခြားတယောက်ကိုလေစိတ်နဲ့တော့မပြစ်မှာဘူးသူ့ကိုတက်လောက်ကိုချစ်တာရာဇဝင်ထဲမှာတန်တော်ရဲ့ခါပြီးလူကြီးကရွှေချုံမဲ့မိဖုရားကြီးကိုအသေးဆွဲယူမှုချစ်လို့အာကတွင်ထဲမှာငုံထားချစ်တာ